တမွေးမှချစ်စစ်တပေမွေးရဆက်စစ်ကိုလို့ရတယ်မလားကျွန်တော်မြန်မာပြည်မှာတော့ရ မရလေရဘူးမနေ့ကအမပြောသလိုပဲကိုတီးဆရာဝေးသွေးစစ်ဖို့ထိုင်တော့တယ်တုံးရရသွားတယ်နိုးလည်းလာတော့ကြည့်တာဘယ်သူမှမရှိတော့တယ်ဘယ်သူတွေမရှိတာတော့အတူတူသားတဲ့ညီမလေးပြောတာပါတဲ့သူစီးကြုံနေပြီနဲ့အဲ့ဒါစစ်ပြီးတော့ညကြတော့သူကထမင်းစားမယ်ဆိုတော့ထမင်းဆိုင်လိုက်ပို့တာကျွန်တော်အများသောအားဖြင့်ဟိုဘယ်လိုပြောလဲဆိုင်တေးသေးလေးတွေအဲ့လိုမျိုးလိုက်ပို့ပါလေမဟုတ်ဘူးတဲ့ဆိုင်ကြီးကြီးလိုက်ပို့ပေးတယ်အဲ့ဒါအရင်ကျွန်တော်မိသားစုတွေကခေါ်ပြီးသူလိုက်ကျွေးတာပေါ့မရှိတောင်ကအဲ့လေမနေ့ကလည်းဟိုဆရာသွားတဲ့ကြက်ကြောကဖုန်ချောင်းရောက်တယ်လေအဲ့ကျောင်းလည်းရောက်တယ်နောက်ဝက်ဆိုင်မွေးကျောင်းလည်းရောက်တယ်သူတို့အလူလည်းလောက်တယ်သူကွန်ဒိုရန်ကုန်မှာကွန်ဒိုနှစ်ခုရောင်းလာတယ်တဲ့ပေါ်တော့ပတ်စံဟုတ်ကဲ့ပါလို့အလိုပါတကယ်တောင်ကဆယ်မြောက်ဝင်ကြီးဌာနရေကတော့သူကလေးနှစ်ယောက်ကဒီမှာစာတင်တာပြီးပြီလေထိုင်ဝမ်ကိုပြောင်းလာတယ်ဒီကနေပြောင်းပါထိုင်ဝမ်ပြောင်းဟုတ်ထိုင်ဝမ်ပြောင်းလက်ကြားလေးတက်အမေလေးတက်ဆယ်မြောက်ကိုတော့နော်တွေ့လာယူယူပဲတယောက်ထဲလာတယ်ဆရာဒီမှာသူပထမတည်တယ်သူတို့ဟိုဆရာမိုင်းနဲ့တည်တာအစင်မပြေလို့အဲ့ဒါကျွန်တော်ကားလိုက်မောင်းပေးနေအခုကျကျွန်တော်ရှိပဲလာတော့နှစ်ခေါက်သုံးခေါက်ရှိပြီသူတမီးကကြာဘာကောက်မှလဲနော်ကျောင်းပြီးသွားပြီအခုပွဲယူမယ်မြင့်တော့မြင့်တယ်အင်္ဂလိပ်ရန်ကောင်းကျွန်တော်လားနားရတယ်လေနားရတယ်ဆိုဟိုပါပေါ့3နာရီမှလေ3နာရီမှအိမ်ကထွက်ရတာဘယ်လိုလဲဒီကတော့အိမ်သားလေးမှပဲလေစေးရွာဆန်းတွေလည်းနေတယ်သွားရင်9မိနစ်6မိနစ်လောက်ပဲလက်ချွေလေအဲတစ်ခေါက်ကဖုံဖုံစီဂျိုစစ်တုံးကလေဟုတ်ကဲ့ဆုံးမှမကြည့်တော့ဟောရှားလိုက်တာပါလက်ရှိဟောတော့တော်တော်အဲ့ဒီသိပါဒီမှာနတ်ဆက်တယ်တော့ခေါင်းဆွေးစပတ်တီအလွယ်ဟာနေကြည့်လိုက်တာပြီးဘယ်တို့ကိုနေဟာနေကောင်းဟိုဘယ်နေကောင်းကိုပြတိုင်းလူကြီးရပိုင်တယ်ဘာကိုပဲမနေ့တော့သားလာမလို့ပါအထက်နဲ့ဇွန်ရကြော်လေးနဲ့ကြော်လေးနဲ့သမင်းပြူလေးကြော်တုံးနဲ့ cheese နဲ့စားလက်ပါရမှုလေးကိုစားလေးနဲ့တူရမှုမီးကုတ်လေးနဲ့ကြာပြီခဏဒီတိုင်းနဲ့ကျေးဇူးတင်နေပြောတာလမ်းပြီးတော့location ကနေသွားတဲ့နေရာတွေတော့ပေါ်လာထောက်လိုက်တာဟုတ်ကဲ့ဗျရောက်နေတဲ့နေရာပဲပေါ်လာဟုတ်ဒီဒေးပေါ်လာလားတို့နေပေါ်လာလား။ဘာပြီးတဲ့နေရာတွေကသူ့ဖုန်းထဲမှာပေါ်နေ
အဲ့လိုတော့မရှိဘူးညားသွားတဲ့ဆိုရင်တော့တူပြန်ပြောက်သွားအတိထက်တူလာတော့လေလူဟောင်းနေမိပြီလူတိတိပဲရှိတော့တာအဲ့လိုအဲ့ပုံစံပေါ့တကယ်လို့အဲ့လိုမျိုးဆိုတိမ့်ထားလို့တော့ရတယ်ဗျ ပေါ့ဒီလိုလို ဟုတ်စိတ်လောက်ထားဆိုရင်တိမ့်ထားပြီးတာတစ်ခါလည်းဖြစ်တယ် နာယူပေါ့အကြီးတော်နေနိုင်ပေါ့ပဲဟုတ်ကဒီကောမှာလို့နာယူပေါ့အကြီးလို့လို့ရတာဘုံကြီးတော့ဒီ update new edition limited edition iPhone only နှစ်ခုတော့ကျွန်တော်နဲ့ဟိုဟာနဲ့ George ကျွန်တော်နဲ့ MD နဲ့မရတော့ဘူး မဲကပါမရောက်တာဗျာ3လလောက်ရှိပြီ ဟုတ်လား ဒီလမ်းကြောင်းကြောင်မရောက်လာကျွန်တော်ပဲအဲ့မွန်ကျန်အမန် အာ မဲဆိုင်ချင်းလိုက်အဲ့ဘက်တွေပဲ အာ အဲ့ဘက်တွေပဲပတ်သွားတယ်ဒါပေမဲ့ဘန်ကောက် ဘာလို့ကိုကြာတော့ကားနဲ့သွားတယ်ဘယ်တော့ကြာဒီမှာပေါ့ 9နိုင်ဒါဘန်ကောက်ကမောင်းရှင်ကားချုပ်လို့စကပြန်တစ်ခေါက်လိုက်တော့အားသေးရထားတယ်တကယ်ဒါရှင်နေနေ ရှင်းနေတော့ တုံးတက် ဟုတ်တယ် အမီရတာ သူကတက်မှာရှင်နေနေ ဒီလိုဝင်ကြီးရတယ်တော့ကောင်းလို့ဒီ ဒီနေ့ဆရာဟိုတယ်ကနေပြီးတော့ညာသီးတန်းသွားမှာလား ဟုတ်မယ် လမ်းမဲလျှောက်မှာမလား ဒါမှချောင်းမယ်လေကိုလေ အနာရနေအဲ့ဒါဆိုကျွန်တော်ဟိုတယ်ဆိုင်ကနေလာလိုက်ပြီလေ လာခဲ့လား ဆရာဟိုတယ်မှာကားရက်တာနည်းနည်းဒုက္ခရောက် ဟုတ် အဲ့တဲ့ရမ်းပြေးလို့ရှိတယ်အဲ့ကျွန်တော်နေလည်းနီးနီးလေး ဟုတ် ညပေးမိတာကြရတယ်အမသူကလည်းပြင်ပြီးတယ်နဲ့တူရှိသူတို့ပြီးတယ် အငယ်မကောင်းရ စုရကိုကောင်းတယ်ဘာတကယ်ရင်းနေပါရင်ပြောမှာ နောက်တော့ခေါ်လိုက် ဟိုအနေဒီချေတို့ဂျိုင်းတောင်းဟုတ်တယ်ဒီပိုတ်တဲ့စိတ်ညစ်ပါမယ် ဟိုတက်လည်းဘာချင်းပြောင်းသွားပါဘာကိုရှိတယ် လူအိုယဟိုဟာ ဒီမှာနင်းလို့နေတယ် နေနေဒီနောက်ပြီးကဖုန်းကြောင်းနေရာဒီကမလို့တာမပါတော့ပါဘူးအကြောက်ပြမောင်းတာ အားရစူပါရီစူပါ လေဘူးဟဲ့ဒီပါလုပ်လေဘူး လေဘူးကပါယူတယ်ဘိုးတော်နေမောင်းနေတယ်ဟုတ်လားကိုဆရာလေးကိုသွားခေါ်တာလေအဲကတော့ပဲယူတယ်လေ ပြည့်နေတာရေးတာ ဩဟာလာ လမ်း လေကူကသွားလို့ကတိဘူးအဲ့တော့အပေါ်နေတော့ဘိုးသားဝင်းလို့ စမ်းမာရ
10ပြည်ပဲမှာတဝက်အဲ့လုံးကြတော့လေ ဟုတ်တယ်နော်ဒီနှလုံးမချဲ ဘယ်နှလုံးကိုစားအောင်လေ နှလုံးတော့မစား ဘာလဲမစားသေးဘူးဘယ်မစားဘူးဘယ်တည်းက အေးရဆန်နော်အိုးမတက်ဘူးပတ်ပြရတယ်ဟိုမှာနှလုံးတော့ဖြတ်တယ်သုံးလုံးလောက်ချင်တော့ ကုန်နေတယ်နဲ့လေ အေးကိုအေးဘောစားအိုးမတက်အဲ့ဒီတော့သုံးလုံးပဲဘုံကြီးရောပါအဲ့ဒီမြင်မှာတယ်နက်တက်ကြတယ် မြင်ရ တော့ဟိုအိတ်ခန့်လေးတစ်ခေါက်တော့တင်လိုက်မှာဆိုတော့မနေ့ကတမင်းချင်းကြီးကအလိမ်ဖြစ်တာနော်အိတ်ခန့်ကြီးက9နိုင်တော့အိမ်မယ်က7နိုင်တော့အိမ်မယ်ဟိုတို့မီးလာတဲ့အိမ်ကြီးမတော့9နိုင်ထိုးတဲရတာအဲ့လိုရှိတယ် အဲ့တော့အဲ့ဒီဒီပြန်နေပါထဲသွား ပြန်ထဲ ထဲသွားတော့ နင်းအဲ့ဒါမျိုးပဲကိုမဆွေသိတယ်နန်းနေတဲ့တမင်းကြီးက စားလို့လေးပါလေအကောင်လေးပိုင်းမွေးထိုင်တာတစ်မျိုးပေါ့လေ ဟိုဝတ်စာလာယူနေရှူရှိမသုံးဘူးလား မနေ့ထွက်ပြီးရအောင်လေ ဒီမှာလည်းမရှိ ဒီ ဘူး လိုမှလည်းမစင်းနိုင်ဘူးဒီနေ့ကချန်တကားပဲသူ ဘူးမှတော့ငါတယောက်တည်း အဲ့ဒါထား ဟာလည်းဘာလာနာနေပဲထွက်ကြည့်ဆိုဆိုင်တဲ့ပစ္စည်းဟောလေဘာပတ်စံချေပြီးသားတယ်အကုန်လုံးမိမတွေကလောက်ပိုးပြီးပြီးတော့ရွေးယူပြန်တော့ဟာ ဒါပေမဲ့ကိုပေးရတယ်သူသိတာမဟုတ်ဘူးเนาะ ဟမ် ကိုပေးလိုက်တာဆိုဆိုင်ကမသိဘူးလေဥမာငါပေးတယ်ဆိုသိလားနာမည်ပေါင်းတော့နာမည်ဒီလေးကိုသူသိတယ် ဒီတူအဲ့ဒီဟာတွေကတော့ငါကသူရနေတာဟောဒီပြန်ပွဲတစ်ပွဲဆိုလို့ရှိရင်ပန်းစည်းတစ်စီး10သိန်း5သိန်း15သိန်းဖိတ်တရားအဲ့လိုမျိုး အဲ့လက်စားလို့ရတယ်เนาะ ရတယ်လေအခုတို့ရတို့ကိုဒီလိုမျိုးလှုပ်ရှားတယ်ကာမိဘူးတဲ့သူ့သားလေးကိုဆိုသူပဲလှုပ်ကြွေးချင်တော့တယ်မလှုပ်စေချင်တော့ဘူး အော်အခုလုပ်ကြည့်လိုက်ပြီ ဒါပေမဲ့သူ အားလုံးချုံတယ်လို့လုပ်ကြည့်လို့ ဟုတ်လေသူသားလည်းပြောတယ်လေ ဟာ အပြောခံရတာချင်းတူတဲ့စီးရတဲ့တန်တော့မခံနိုင်ဘူးတဲ့ ဟုတ်တယ် ချမ်းသာတဲ့တန်နဲ့ပဲခံတော့မယ် မှန်တယ်လေသူတို့ဘေဘဝတက်လာတာအာခံနိုင်ရဲ့ဆင်းရဲဆိုရင်အိမ်ကထွက်လာတာဆိုရင်2ရက်နေတယ်2ရက်နေရတယ်ပဲ9ရက်နေရတရားစကားဝင်8 9နေ30ဒီပဲထွက်လာ30ပြန်မယ်မိမေသွားတဲ့ခါပြန်ဆောင်လို့ငါဒီလာတော့ပကေးချင်းဖြစ် ဂေးရှင်နောက်လောက်မှထွက်ပြီးအမေလေးမင်း လုံးလာပြီလားမ ဘုမမလား လုံးမလေး ဩအဲ့ဒါမြန်ဟုတ်လားဩကောင်းလိုက် ဖန်ဘူးမတက်စေဘူးသူ့ပဲအောက်ဘာတက်စေစကြောက် ဘောဘူးလေးမျက်ဆိုင်ကြော်စားတယ်အော်နမမနာအော်အစ်စီစီ ဘာတက်စေဘာ အော်အကောင်းအေးသူမျိုးနေနော်အကုန်တော့မှဆက်ကုန်နေခဲဟိုတွေရောရောင်းမတွေရောတက်မှာဆက်ကုန်နေ20တော့မရှိဘူးဘာလို့ငါလည်းဥမပေါ်ဘူးကိုဆိုးရင်ရနော်လည်းမရဘူးဘာသာတော့ကိုတူးလို့တော့ရှိပါတယ်ဆက်တော့ရှိ ဒီတိုင်းကြီးစမ်းပေါ်တယ်မှာ ဒီစား တန်းမရှိ ဟာ ကြီးစမ်းတန်းမရှိ ဒီစားမှာတော့ရှိတယ်လေအင်းရဲ့တော့တဲ့ရှိ အဲ့တော့တော့သိချာမသိ မသိတော့ဘူး လောက်ကြီးလိုက်ဘလို့လို့သိ မသိတော့ဘူးဟုတ်ဘူးရဲ့ရ
ရင်ခက်တယ်ရင်ခက်တော့ငါတို့ကပြောမေရဒီမျိုးဒါကဘယ်သူမှမွေးတာသူနဲ့သူနဲ့ဘလို့တော်တာညီတို့ခေါ်ရမယ်အိမ်နာရင်ပေါ်ပေါ်ရင်နေရမယ်ဘာလို့ထွက်မတွေ့တာလဲပါမယ်တော့ကျင်းစိတ်သားလေစိတ်ဝင်ထွက်မတွေ့တော့ဘယ်ဆိုရလေဟိုဆူရဲအဲ့လိုမလုပ်အောင်အဲ့ဒါဒါလေးဆိုတော့ထွက်တွေ့ရတယ်ဒါပြောအခုအများ